လုပ်ပါကျုပ်ကမြေနေရလမ်းတိုင်းခံမယ်ကောင်းပါအခုမြေကြီးတဲ့နေနဲ့ညောင်းနေရဘွားကိုရောက်နေလို့ခင်ဗျားတို့ကျုပ်ကိုစော်ကားကျုပ်ခွန်းလို့ပါတယ်ဗျာဒါပေမဲ့ကျုပ်ရင်တော့မကောင်းဘူးဗျာဖြစ်ချင်တာတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျုပ်ကကဲကိုအပိုက်တော့ခင်ဗျားတကားကောမမပြောနဲ့ကျုပ်တို့မှာပါလာတဲ့ကောင်တွေအကုန်လုံးကတက်ရဲတက်ရဲတွေကြီးပဲအကောင်တွေကိုလည်းခင်ဗျားပတ်ကိုပိုက်ဟုတ်တယ်လေဘာဖြစ်ညွှန်းနေလားဟာမင်းကငါဘဝမှာပထမဆုံးတွေ့ဘူးတဲ့ကဝေမချောချောလေးပဲဟာ